ဒီနေ့ဒီရဲ့ဆွဲမှာပဲအရှင်းနဲ့အနောက်က Empire နှစ်ခုဟာတရားဝင်စစ်မဲ့ဖြစ်ပွားကြပါတော့တယ်ဒီပฏิပတ်ခဟာတိုင်းငယ်တစ်ခုလုံးကိုပြန်လဲပုံဖော်မဲ့စစ်ပွဲကြီးတစ်ခုရဲ့အစဖြူချင်းပဲဖြစ်ခဲ့ပါတယ်ဒီပฏิပတ်ခရဲ့အဓိကဇာတ်ကောင်းတွေကတော့အင်အားကြီးတစ်ခုပါပဲတစ်ဖက်မှာကနေမေချက်ထွင်းရင်ကိုယ်အင်အားကိုအပြည့်အဝယုံကြည်နေတဲ့မြန်မာတို့ရဲ့ကုန်းမောင်မင်းဆက်နောက်တစ်ဖက်မှာကတော့အိန္ဒိယတိုင်းငယ်တစ်ခုလုံးကိုချုပ်ကိုင်ဖို့ကြိုးစားနေတဲ့အေယာမကုန်းတွေအင်ပါယာကြီး British အရှေ့အိန္ဒိယကုမ္ပဏီပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကကုန်းပေါင်မင်းပကြီးတော်မင်းရဲ့နန်းတွေမှာမိဖုရားခေါင်ကြီးမင်းတို့နဲ့သူ့ရဲ့ဆွေမျိုးအတိုင်းအဝိုင်းဟာဩဇာအာဏာလွှမ်းမိုးနေခဲ့တယ်သူတို့ဟာရဲ့ချင်းရှိကြပေမဲ့ပေပကပရဲ့အပြောင်းလဲတွေကိုမျက်ကွယ်ပြီးညီမစီအင်အားကိုအလုံးမဲ့အထင်ကြီးနေခဲ့ကြတယ်ကဖက်မှာတော့ British တွေဟာနပိုလီယန်ကိုအနိုင်ယူပြီးကမ္ဘာအင်အားကြီးနိုင်မဲ့ကခုဖြစ်ရက်တည်နေချိန်ပေါ့သူတို့တော့မြန်မာတို့ရဲ့နယ်စပ်ဖက်ကြောင်းမှုတွေဟာသူတို့ရဲ့အိန္ဒိယအင်ပါယာကိုတိုင်းရိုက်ချင်းချောင်းမှုတစ်ခုဖြစ်ရှုမြင်ခဲ့ကြပါတယ်ပฏิပတ်ခတ်ရဲ့မီးပွားဟာနယ်စပ်ဒေသတွေကနေစတင်ခဲ့ပါတယ်မဏိပူရဲ့ကြားဒေသကပြဿနာတွေကနေစပြီးနှစ်ဖက်ဆက်ဆံရေးဟာတဖြည်းဖြည်းနဲ့တင်းမာလာခဲ့တယ်အစိုးရဖြတ်ပေးလိုက်တဲ့ဖြစ်ရပ်ကတော့1823ခုနှစ်မှာမြန်မာတွေကနမြစ်ဝါကရှင်းမဖြူကျွန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါပဲဒီလိုရက်ကို British တို့ကသူတို့ရဲ့အချုပ်ချအာဏာကိုတိုက်ရိုက်စော်ကားမှုအဖြစ်သတ်မှတ်ခဲ့ပြီး1824ခုနှစ်မလ9ရက်နေ့မှာမြန်မာနိုင်ငံကိုစစ်ပြုကြောင်းတရားဝင်ကြေညာလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့စစ်ပွဲရဲ့ပထမဆုံးအခမ်းအနားစတင်ပါတော့တယ်မြန်မာတပ်မတော်ဟာသူတို့ရဲ့ကန်တဝန်စစ်တူကြီးမဟာဗန္ဓုလာရဲ့ဦးဆောင်မှုနဲ့အတူ British ပိုင်နက်ထန်းကိုထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်စစ်ရဲ့ပထမဆုံးတနက်တန်တွေဟာဘင်္ဂလားနယ်စပ်မှာပဲ့တင်ထပ်တွားခဲ့ပါပြီကနောမှာတော့မြန်မာရဲ့ခြိတက်မှုဟာတကယ်ကိုတုံ့လို့ဆရာပါပဲသူတို့ကျွမ်းကျင်ရတဲ့မိထိတဲ့တောနဲ့ကြီးတွေထဲမှာမြန်မာစစ်တွေရဲ့စွမ်းရည်ဟာ British တွေကိုအငိုက်မိစေခဲ့တယ်အဲ့ဒီသတင်းတွေကြောင့်စစ်တကောင်းကနေကာလကတာမြို့တော်အထိပါစိုးရင်ထိတ်လန့်မှုတွေပြန့်လန့်သွားခဲ့ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အလဲအပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်တမိုင်းပညာရှင်နန္ဒလာချက်တာကြီးရဲ့အဆိုအရဆိုရင်ဘင်္ဂလားကိုကျူးကျော်မှုကနေကဲတဲ့နိုင်ခဲ့တာဟာမြန်မာတွေကသူတို့ရဲ့ခနူးအောင်ပွဲလေအပြီးမှာစစ်ကိုဆက်မတိုက်နိုင်ခဲ့လို့ပါပဲတဲ့ဟုတ်ပါတယ်စစ်တကောင်းမျိုးရဲ့ကာကွယ်ရေးဘလောက်အားနိုင်နေလဲဆိုတာမသိခဲ့တဲ့စစ်တူကြီးဖန်ဒူလာဟာတက်တီကိုပြန်စုဖွဲကိုရပ်တန့်လိုက်တယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲ British တွေကိုအသက်ရှူချိန်ပြောင်းလဲပြင်းစင်ချိန်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ British ကသူတို့ရဲ့စစ်မဟာဗျူဟာကိုလုံးဝပြောင်းပြန်လမ်းပစ်လိုက်တယ်သူတို့ရဲ့ပြစ်မှတ်အသက်ကတော့မြန်မာနိုင်ငံရဲ့အကုံသွယ်ရဲ့နှလုံးသေးပေါ်ထက်တဲ့ရန်ကုန်မြို့ပါပဲပင်လယ်ရေကြောင်းကနေအေယာမှာချူကျော်စစ်ချီကခုကိုစတင်ခဲ့ပါတော့တယ်ဒီကျူးကျော်မှုရဲ့အတိုင်းဓာကတကယ်ကိုကြီးမားလွန်းခဲ့ပါတယ် British နဲ့စီဝိုင်းတပ်သားပေါင်း1000ပါဝင်တဲ့ရေကြေးပူပေါင်းတပ်ဖွဲ့ကြီးဟာရန်ကုန်ကိုကမ်းတက်လာခဲ့တယ်ဒီလိုရေချောင်းကနေအလုံးအရန်နဲ့တိုက်ခိုက်လာလိမ့်မယ်လို့မြန်မာပြည်နန်းတော်ကလုံးဝထင်မှတ်မထားခဲ့ပါဘူးရန်ကုန်ကိုပြန်လဲသိမ်းပိုက်ဖို့အတွက်စစ်သူကြီးဗန္ဒူလာဟာစစ်တီအင်အား3000အထိစုစည်းခဲ့ပါတယ်ဒါပေမဲ့အင်အားသာလွန်တယ်လို့ထင်ရပေမဲ့အဲ့ဒီစစ်တီတွေရဲ့ထက်ဝက်လောက်ပဲခစ်မီမိဘတင်တဲ့တွေကိုကင်ဆောင်နိုင်ခဲ့ကြတာပါဒီတိုက်ပွဲရဲ့အဆုံးအဖြတ်ပေးခဲ့တဲ့ချွေးရင်ချက်ကတော့သူတို့ရဲ့နီးဗျူဟာပါပဲမြန်မာစစ်တီတွေဟာသူတို့ရဲ့အဆက်ပေါင်းများစွာတာလွန်တဲ့လက်နက်တွေအထူးသဖြင့်အဖျက်စွမ်းအားမဲ့ကွန်ကရစ်ဒုံးပြက်တွေပိုင်ဆိုင်ထားတဲ့ရန်လူကိုရှစ်တေတွေကနေအသက်နဲ့ရင်းပြီးဝင်တိုက်ခဲ့ကြတယ်သူတို့ရဲ့ရဲစွမ်းတက်တီကအမခန့်ပွဲခေါက်ခဲ့ပေမဲ့နီးဗျူကွာဟာမှုကအရန်ကိုကြီးမားလွန်းခဲ့ပါတယ်ရဲတော့ထိုးစစ်တွေဟာတာလွန်တဲ့လက်နက်အင်အားရှိမှဂျေမိုပျက်စီးခဲ့ရပါတယ်ရန်ကုန်ကိုပြန်သိမ်းဖို့ကြိုးပမ်းမှုဟာကြီးမားတဲ့ကပ်ဖဲတစ်ခုနဲ့အဆုံးသတ်သွားခဲ့တယ်မူလအင်အား3000ထဲကစစ်တီ9000လောက်ပဲတမလို့စီကိုပြန်ရောက်လာနိုင်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်ဒီတိုက်ပွဲဟာမြန်မာကမတမလို့ကြီးရဲ့ကြောရိုးကိုရိုက်ချိုးလိုက်တယ်လို့ပါပဲရန်ကုန်မှာအပြတ်အတက်အနိုင်ရပြီးနောက် British တွေဟာနောက်ကိုလဲမကြည့်တော့ပါဘူးနေပြီးတော့ inward ကိုဖစ်မှတ်ထားပြီးအေယာဝတီမြစ်ကြောင်းအတိုင်းမယမနာချီတက်ခဲ့ကြပါတော့တဲ့1825ခုနှစ်ကိုရောက်တဲ့အခါစစ်ရဲ့အရှင်ကပုံမြင့်လာခဲ့ပါတယ်ဖေဖော်ဝါရီကနေဧပြီလအတွင်းမှာ British တွေဟာရခိုင်မှာအောင်ပွဲနေစက်တိုင်ရခဲ့တယ်မတ်လမှာတော့သနုဖြူတိုက်ပွဲစတင်ခဲ့ပါတယ်ဧပြီလ10ရက်နေ့မှာတော့မြန်မာတပ်မတော်အတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်စစ်သူကြီးမဟာဗန္ဒူလကြာဆုံးခဲ့ရပါတယ်အဲ့နောက်မှာတော့သနုဖြူမှာမြန်မာတပ်မတော်ဟာလုံးဝပြိုကွဲသွားခဲ့ပါတော့တယ်သနုဖြူမှာစစ်တူကြီးမဟာဗန္ဒူလာဟာမင်းခမင်းနာအဖြစ်နဲ့တပ်တွေကိုရှေ့ဆုံးကနေကွက်ကဲနေခဲ့တာပါအဲ့ဒီအချိန်မှာပဲရန်သူဒုံးပြန်တဲ့စင်သူ့အနာကိုကြောက်ပေါက်ကွဲပြီးကြာဆုံးသွားခဲ့တယ်သူ့ရဲ့ကြာဆုံးခြင်းဟာအဆုံးထိလက်မလျော့ပဲခုခံတော်လှန်ခဲ့တဲ့စိတ်တက်ရဲ့ပြားရုပ်တစ်ခုဖြစ်သမိုင်းမှာကျန်ရစ်ချေတယ်
စစ်တူကြီးဂျာဆုံတမ်ဘတော်ကြီးပြိုကွဲထားပြီးနောက် British တပ်တွေဟာနေပြည်တော်နဲ့မိုင်40ကျော်အကွာအထိရောက်ရှိလာခဲ့ရပါတယ်။ဒီအချိန်မှာတော့မြန်မာဖက်နန်းတော်အတွက်ရွေးချယ်စရာလမ်းမရှိတော့ပါဘူး။ငင်းချမ်းရေးစကားပြောဖို့သူတို့ဆုံးဖြတ်ခဲ့ရပါတယ်။အဲဒီနောက်1826ခုနှစ်ဖေဖော်ဝါရီလမှာရန်တဘိုးစာချုပ်ကိုလမ်းမရေးထိုးခဲ့ရပါတော့တယ်။ ဒီစာချုပ်မှာပါတဲ့ချက်လက်တွေကမြန်မာတို့အတွက်အလွန်မြင့်နေတာဆက်ခဲ့ပါတယ်။အာတန်မန္ဒီပူရာရခိုင်တဲ့တနင်္သာရီလိုအရေးပါတဲ့နေမြေတွေကိုဆွန့်လွတ်ခဲ့ရတယ်။အဲ့ဒီခေတ်အခါကအလွန်များပြားတဲ့ပမာဏဖြစ်တဲ့ပေါင်စတာလင်တတန်းကိုစစ်လျော်ကြေးဖြစ်ပေးခဲ့ရတယ်။ဒါအပြင်အင်းဝနန်တော်မှာ British ကိုစားလက်တအုပ်ကိုလက်ခံဖို့နဲ့ကွန်တွယ်ရေးစာချုပ်တစ်ချုပ်ဆိုဖို့ကိုလည်းသဘောတူခဲ့ရပါတယ်။ဒီစာချုပ်ဟာတစ်ချိန်ကကြီးကျယ်ခမ်းနားခဲ့တဲ့မြန်မာအင်ပါယာကြီးရဲ့ညီကုန်းအစလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ဒီစစ်ပွဲရဲ့တန်ဖိုးကရှုံနှိမ်သူ့အတွက်ပြမဟုတ်ခဲ့ပါဘူး။အောင်ပွဲရခဲ့တဲ့ British နဲ့ India တပ်တွေအတွက်လည်းဆုံရှုံမှုကကြောက်ခမန်းလိလိပါပဲ။တေဆုံးခဲ့တဲ့စစ်တွေ1500နဲ့မှာ80ရာခိုင်နှုန်းဟာတိုက်ပွဲမှာကြာဆုံးတာမဟုတ်ပါဘူး။သူတို့ကိုအဓိကတေစေခဲ့တာကတော့ငဖျားဝမ်းရောပါလိုမျိုးအပူပိုင်းဒေတာရဲ့ယောဂဖျားတွေပါပဲ။ ဒီစစ်ပွဲဟာ British တို့အတွက်စစ်ရေးအရာအောင်ပွဲဆိုပြီးမြင်ငွေကြေးအရာတော့ကပ်ပြေးတစ်ခုပါပဲ။အရှေ့အိန္ဒိယကုမ္ပဏီဟာကုန်ကျစရိတ်တွေကြောင့်ပြင်းထန်တဲ့စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရတယ်။မြန်မာတို့အတွက်ကတော့ပေးလိုက်ရတဲ့စစ်လျော်ကြေးကဘန္တာတိုက်ကိုနှစ်ပေါင်းများစွာဒေဝါလီခံသွားစေခဲ့တယ်။ဒီစစ်ပွဲကနောက်ထပ်စစ်ပွဲတစ်ခုနဲ့1886ခုနှစ်မှာမြန်မာနိုင်ငံလုံးဝတူးကျွမ်းဘဝရောက်သွားဖို့အတွက်လမ်းခင်းပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။